မင်္ဂလာပါကျွန်တော်နီးပညာ channel ကနေအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့ကျွန်တော်ပြောပြပေးမယ့်အကြောင်းအရာလေးကတော့ကျွန်တော် video editing တွေလုပ်တာပဲဖြစ်ဖြစ်တခြားကျွန်တော် social media မှာတင်ဖို့အတွက်ပေါ့နော် blog video လေးတွေရိုက်တဲ့အခါမျိုးမှာအလွယ်တကူထည့်သုံးလေးရှိကြတယ်ကျွန်တော်တို့ funny video လေးတွေ sound effect လေးတွေပေါ့နော် background music လေးတွေကိုကျွန်တော်တို့က copyright မမိတဲ့နေရာမျိုးတွေကနေဘယ်လိုမျိုးအလွယ်တကူ download ဆွဲပြီးတော့အသုံးပြုလို့ရနိုင်မလဲဆိုတဲ့အကြောင်းအရာလေးကို knowledge အနေနဲ့ share လုပ်ပေးသွားဖြစ်ပါတယ်တကယ်လို့ mates တွေက online ပေါ်ကနေ video လေးတင်ပြီးတော့အထက်ရတာဝါသနာပါတဲ့ mates တွေရှိရဆိုရင်တော့ဒီနေ့ video တွေကိုစောင့်ကြည့်ပေးပါကျွန်တော်ကတော့နီးပညာပတ်သက်တဲ့အကြောင်းအရာတွေကိုအမြဲတမ်းမျှဝေတင်ဆက်ပေးနေတဲ့ AN Global Technology ပဲဖြစ်ပါတယ်ခင်ဗျာပထမဆုံးအနေနဲ့ကကြတော့ကျွန်တော်တို့ video တွေမှာအမြဲတမ်းထည့်သုံးရှိတဲ့ကျွန်တော်ရည်ရတဲ့နေရာမျိုးတွေမှာဆိုရင်အများဆုံးသိတာတယ် funny video တွေမှာဆိုရင်တော့အများဆုံးသိတာတယ်ဘယ်လိုမျိုး video လေးဆိုတော့ဒီလိုမျိုး video လေးတွေ No God ပြီးရင်ကျွန်တော်တို့ဒီထဲမှာဆိုရင်မြန်မာလိုမျိုးတဲ့များသောအားဖြင့်တော့မြန်မာ funny တွေထည့်ကြတယ်တခြားဒီ overseas funny video တွေလည်းထည့်ကြတယ်ပေါ့နော်အဓိကတော့ကျွန်တော်တို့ video နဲ့ live video ကိုက်ပြီးတော့ထည့်ရတာဖြစ်တဲ့ကြောင့်မို့ကိုကျွန်တော်တို့အဆင်ပြေတဲ့အရာတွေကိုdownload ဆွဲပြီးတော့အသုံးပြုလို့ရမှာဖြစ်ပါတယ်ဒီလိုမျိုး video လေးတွေကိုကျွန်တော်တို့ကဘယ်နေရာနဲ့သွားပြရမလဲဆိုတဲ့အကြောင်းအရာကိုပြပြပေးမယ်ဒီကောင်လေးတွေကိုကျွန်တော်တို့ကအရင်ဆုံး download ဆွဲဖို့အတွက်ဆိုရင်တော့ကျွန်တော်တို့ရဲ့ Google Chrome နဲ့ကိုသွားလိုက်မယ်ပေါ့နော် Google Chrome နဲ့ကိုရောက်ပြီးဆိုရင် Google Chrome ရဲ့ search bar ကနေပေါ့နော်ဒီ Pinterest ဆိုပြီးရိုက်ချပေးလိုက်ပါ Pinterest တွေကိုရောက်သွားမယ်ပေါ့နော် Pinterest ထဲမှာကျွန်တော်ဒီအနီရောင် logo လေးနဲ့ပြီးပုံစံလေးနဲ့ပေါ့နော် Pinterest တွေကိုရောက်သွားလိမ့်မယ် mobile မှာလည်း application ရှိပါတယ်တကယ်လို့ကိုက mobile application မသုံးချင်ဘူး website ကနေတခုတည်းကသွားပြီးတော့သုံးပြနေတယ်ဆိုရင်တော့ဒီ Pinterest ဆိုပြီးတော့ Google ကနေရိုက်ချပေးလိုက်ပါပြီးရင်ကျွန်တော် Pinterest ထဲကိုဝင်လိုက်မယ် Pinterest ထဲကိုရောက်ပြီးဆိုရင် Pinterest ရဲ့ search bar ထဲမှာကျွန်တော်တို့လိုချင်တဲ့ပေါ့နော် funny video ဆို funny video comedy video ဆို comedy video ပေါ့နော်တခြားလိုအပ်တဲ့ဓာတ်ပုံတွေ video တွေကိုလည်းဒီထဲမှာစိတ်ကြိုက် download ဆက်လို့ရမှာဖြစ်ပါတယ်ဒီ website လေးကတော့ကျွန်တော်တို့ creator တွေအတွက်ပေါ့နော်မကြီးမဖြစ်လိုအပ်တဲ့ website လေးလို့လည်းဆိုရမယ်ကျွန်တော်လိုချင်တဲ့ funny video တွေတခြားဒီ insert တွေအများစုပေါ့နော် background video တွေ background photo တွေအများစုကိုဒီ Pinterest website တွေကနေသွားပြီးတော့အလွယ်တကူ download ဆွဲကြတာဖြစ်ပါတယ်ဒီထဲမှာဆိုရင်ကျွန်တော် funny video ဆိုပြီးတော့ရေးရိုက်ရှာလိုက်မယ်အဲ့ဒီမှာဆိုရင်ကျွန်တော်တို့လိုချင်တဲ့ funny video တစ်ခုတွေ့ပြီဆိုရင်တော့ကျွန်တော်အဲ့ကောင်လေးကိုတစ်ချက်ထောက်လိုက်ပါမယ်ခင်ဗျာချက်ထောက်လိုက်ပြီဆိုရင်ကျွန်တော်တို့သူ့မှာဆိုရင်အဲ့ဒီ download image ရှိမယ် share တွေရှိမယ်တခြားဒီ insert ပေါ့နော် site image တွေပါမယ်ပေါ့နော်ဒီနေ့မှာဆိုရင်တော့ဒီကောင်လေးကိုကျွန်တော်တို့ကဒီကွန်ပျူတာကနေအလွယ် download ဆွဲဖို့အတွက်ဆိုရင်တော့သူ့ကိုကျွန်တော်ကဒီတိုင်း download ဆွဲလိုက်လို့မရဘူးသူ့ကိုကျွန်တော် download ဆွဲဖို့အတွက် Pinterest video download တာဆိုတော့ဒီ website ကနေသွားပြီး download ဆွဲရမယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်လိုချင်တဲ့ဒီ video လေးကိုကျွန်တော်တို့ကခုနက share ခလို့လေးကိုနှိပ်ပြီးတော့သူ့ရဲ့ copy link လေးကိုတစ်ချက်ယူလိုက်မယ်ပေါ့နော် copy link လေးကိုယူလိုက်မယ် copy link လေးကိုယူပြီးပြီဆိုရင်တော့ကျွန်တော်တို့က Google ကိုသွားမယ်ပေါ့နော် Google search bar ကနေကျွန်တော်တို့ Pinterest video download တာဆိုပြီးတော့တစ်ချက်ရိုက်ရှာပေးလိုက်ပါအဲ့မှာဆိုရင်တော့ Pinterest video download တာဆိုပြီးတော့ download ဆွဲလို့ရတဲ့ website တွေအများကြီးကြားလာလိမ့်မယ်အဲ့ဒီကနေမှကျွန်တော်တို့အပေါ်ဆုံးကအနီရောင် website လေးတခုရှိတယ်ပေါ့နော် Pinterest video download တာဆိုတဲ့ website တွေဝင်လိုက်မယ်အဲ့ထဲမှာကျွန်တော်တို့က page ချပြီးတော့ဘေးနာ download လေးကိုနှိပ်ပြီးတော့ကြောလိုချင်တဲ့ video လေးကို download ဆွဲလိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့လိုချင်တဲ့ video ထဲမှာထည့်ပြီးတော့အသုံးပြုလို့ရှိကြတဲ့ funny video လေးတွေကိုအလွယ်တကူ download ဆွဲလို့ရသွားမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ funny video တွေအလွယ်တကူ download ဆွဲနေပါနောက်ထပ်အနေနဲ့ကကြတော့ကျွန်တော်တို့လိုချင်တဲ့ sound effect တွေကိုဘယ်ကသွားယူမလဲဆိုတဲ့အကြောင်းအရာကိုပြောပြပေးမယ်ညာပြီးတော့အပြည့်တော့ကျွန်တော်တို့ creator အနေနဲ့က video တွေအသုံးပြုတဲ့အခါမှာ funny video တွေအပြင်ပေါ့နော် video edit တဲ့အခါမှာ funny video တွေအပြင်တခြား sound effect တွေကိုလည်းတကူတကသွားပြီးတော့ရှာနေကြတယ်ပေါ့နော်ဒီလိုမျိုးຢာတွေကိုကျွန်တော်ရဲ့ Telegram channel မှာလည်း free ပေးထားသလိုတကယ်လို့ကိုက Telegram channel ဝင်ရတာအဆင်မပြေဘူးဆိုရင်တော့ကျွန်တော်ပြောမယ့် website လေးကနေသွားပြီးတော့ download ဆွဲလို့ရပါတယ်ဒီ website လေးကကြတော့ကျွန်တော်တို့ဒီ background music တွေအပြင်တခြားကျွန်တော်ရှေ့ကပြောခဲ့တဲ့ဒီဓာတ်ပုံတွေ video တွေတခြား sound effect တွေကိုလည်းဒီ website ထဲမှာသွားပြီးတော့ download ဆွဲလို့ရမှာဖြစ်ပါတယ်ဒီ website လေးနာမည်လေးကတော့ကျွန်တော်တို့ Pixabay ဆိုတဲ့ website လေးပဲဖြစ်ပါတယ် Google ကနေကျွန်တော်တို့ pixabay.com ဆိုပြီးရိုက်ပေးလိုက်ပါ pixabay.com နဲ့ကိုရောက်ပြီဆိုတာနဲ့ကျွန်တော်ဒီထဲမှာimage text ရှိမယ်ဟိုပါပေါ့နော်တခြားဒီ font text တွေရှိမယ်တခြား background text တွေရှိမယ် vector တွေရှိမယ်ပေါ့နော်တခြား sound effect တွေ background music တွေအကုန်ရှိပါတယ်အဲ့ဒီကနေမှကျွန်တော်တို့လိုချင်တဲ့အရာတစ်ခုကိုကျွန်တော်တို့က search bar ကနေရှာလိုက်မယ် search bar ကနေရှာလိုက်မယ်ပေါ့နော်အရင်ဆုံးတော့ကျွန်တော်ကဒီ sound effect တစ်ခုပေါ့နော် background music ပေါ့ဒီလက်ရှိကျွန်တော်အခုပြောနေတဲ့ video ရဲ့ background music တွေကလည်းဒီ Pixabay ဆိုတဲ့ website ကနေ download ဆွဲတာဖြစ်ပါတယ်ခင်ဗျဒီတရားနေမှာကျွန်တော်တို့လိုချင်တဲ့ဒီ background music တစ်ခုကိုကျွန်တော်ကဒီဘေးနားမှာပေါ့နော် download icon လေးရှိတယ်အဲ့ကောင်လေးကိုနှိပ်ပြီးတော့လည်း download ဆွဲလို့ရမှာဖြစ်ပါတယ်သူ့မှာဆိုရင်ကျွန်တော်ရှေ့က Pinterest လိုမျိုးwebsite ကနေသွားပြီး download ဆွဲကြမလို့တော့သူတွေကနေပဲတစ်ခါလေး download ဆွဲလို့ရမှာဖြစ်ပါတယ်ခင်ဗျာဒီနေ့ကျွန်တော်ပြောပြပေးခဲ့တဲ့အကြောင်းအရာလေးတွေကကြတော့ကျွန်တော် video လေးတွေဖန်တီးတဲ့အခါမှာမဖြစ်မနေအသုံးပြုရမယ်ဒီ sound effect တွေ
ဒီ insert လေးတွေပေါ့နော်ဓာတ်ပုံဗီဒီယိုတွေ image တွေပေါ့နော်တခြား funny video လေးတွေကိုအလွယ်တကူ download ဆွဲလို့ရနိုင်တဲ့ website လေးတွေဖြစ်ပါတယ်နောက်နေတဲ့ဒီမျိုးနည်းပညာနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုမျှဝေပေးသွားမှာဖြစ်လို့တကယ်လို့ကိုကဗီဒီယိုလေးတွေ creation လုပ်ရတာစိတ်ဝင်စားတယ်တခြားဒီ online ပေါ်ကနေပေါ့နော် video တွေတင်ပြီးတော့ monetization တွေအကြောင်းအရာတွေကိုလည်းစိတ်ဝင်စားတယ်ဆိုရင်တော့ကျွန်တော်ရဲ့ AN Global YouTube channel နဲ့ Facebook page လေးတွေမှာအမြဲတမ်းဒီလိုမျိုးအကြောင်းအရာလေးတွေကိုမျှဝေပေးနေတာဖြစ်ပါတယ်စိတ်ဝင်စားရဆိုရင်တော့ဒီ channel လေးတွေကို like and follow လေးလုပ်ပေးခဲ့ဖို့တောင်းဆိုလိုက်ပါတယ်ခင်ဗျာနောက်နေ့ video တွေမှာကြောတူတူပြန်လဲပြီးတော့ဆော်ပေးကြပါအောင်မယ်ခင်ဗျာ